ကျွန်တော်တို့တော်တော်များများကြုံမှုကြမယ်ပေါ့နော်။ဘာလဲဆိုတော့တခုခုကိုလှုပ်ရှင်တယ်ပေါ့။လှုပ်ရှင်တယ်ဆိုပြီးတော့စဉ်းစားနေရတဲ့ကြာတယ်။တခုခုအစီအစဉ်နဲ့ဆွဲပြီးတော့အချိန်နဲ့ဆွဲနေရတဲ့ကြာပြီပေါ့နော်။ဒါပေမဲ့မလုပ်ဖြစ်ဘူးပေါ့။အဲ့လိုမျိုးအချိန်နဲ့ဆွဲပြီးတော့ကြာပြီးတော့ကိုယ့်အောင်လည်းစိတ်ညစ်ပြီးတော့ပေါ့နော်။အဲ့တော့ပထမဆုံးချိန်လှုပ်ကြည့်လိုက်ရင်လည်းမအောင်မြင်ဘူးပေါ့နော်။အောင်မြင်မှလည်းမဟုတ်။ဒါပေမဲ့ဒါကဘာလို့လဲဆိုတော့ဒါ lack of experience လို့ပြောတာပေါ့နော်ကျွန်တော်တို့အတွေ့အကြုံနေတာလည်းပါတယ်ကျွန်တော်တို့ခုဆိုဗီဒီယိုရိုက်နေတယ်ကျွန်တော်ကြည့်ရောလဲအားမရတယ်ဖြစ်တာလည်းရှိတယ်lack of experience ကဘာလို့လဲဆိုတော့သူက lack of action ပေါ့နော်ကျွန်တော်တို့ကလုပ်ကိုမလုပ်ရသေးဘူးစိတ်ထဲမှာဟိုတောင်တွေးမြောက်တွေးနေ၆တွေးနေရပဲရှိတယ်အဲ့တော့ lack of action ကနေဘာမှရမလားဒီနေရာမှာကျွန်တော်ပြောချင်တာကျွန်တော်တို့ကတခုခုကိုလှုပ်ရှင်တယ်လှုပ်ရှင်စိတ်လည်းရှိတယ်အရန်စိတ်ပြင်းပြနေတယ်ပေါ့နော်ကျွန်တော်တို့အိယာထားလည်းဒီစိတ်ပဲအိယာဝင်လည်းဒီစိတ်ပဲဆိုဘာဖြစ်လဲဆိုတော့ဒါကိုလုံးမအောင်ရတော့မှာအဲ့တော့ပထမဆုံး step တစ်ခုနေနေရတော့ဒါကလုံးဖို့တော့ရတော့မှာအခုဆိုကျွန်တော်ဗီဒီယိုရိုက်နေဒါပေမဲ့ဒါဘယ်သူမှပြဖို့လည်းမဟုတ်ဘူးပေါ့နော်ကျွန်တော်စာရေးတယ်ဆိုတော့ဒါဘယ်သူမှဖတ်ချင်မှလည်းဖတ်မှာပေါ့ကျွန်တော်ကတင်ထားလဲဒါပေမဲ့ဘာဖြစ်လဲဆိုကိုယ့်အကိုပြန်ကြည့်လို့ရတယ်ကိုယ့်အကိုပြန်ဖတ်လို့ရတယ်အဲ့တော့ reflection ပေါ့နော်ကိုကဘယ်လိုလူလဲဘယ်လိုလူဖြစ်ရှင်တာလဲကိုကဘယ်လိုသွားမှာလဲကိုယ့်ရဲ့ character ကဘာလဲကိုကဦးစားပေးပါပတ်သက်ရှာမှာလားကျမရေးလိုက်စားမှာလားမိသားစုဦးစားပေးမှာလားဒီလိုမျိုးပေါ့နော်ကိုယ့်ရဲ့အိမ်မက်တွေကိုအကောင့်တွေပေါ်ဖို့ဆိုကျွန်တော်တို့က action ပေါ့နော်လုပ်ဖို့လုပ်ရတော့မှာပေါ့နော်စပြီးတော့လှုပ်ဆောင်ခြင်းကသာအစပေါ့နော်အဲ့တော့ action မရှိဘဲနဲ့ရှောက်တွေးနေတော့ဒါဘယ်မှရောက်မှာလည်းမဟုတ်ဘူးပေါ့နော်နောက်တစ်ခုကတော့ကျွန်တော် atomic habit ပေါ့နော် atomic habit စာအုပ် atomic habit စာအုပ်ထဲမှာသူကလည်းရေးထားရလည်းရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့အသေးသေးလေးနဲ့လည်းစတယ်ဘယ်ရမှာဆိုသေးသေးလေးကနေစတယ်ကြီးကြီးမားမားဘယ်ရမှာဆိုပေါ့နော်အဲ့တော့ပထမဆုံးကျွန်တော်တို့စားလုပ်တာအသေးသေးလေးကနေစလုပ်အောင်ပါပဲဘယ်သူမှစားလုပ်တာနဲ့ပုံပွားဆိုအောင်ပြင်သွားမှာမဟုတ်ဘူးကြီးကြီးမားမားဖြစ်သွားမှာလည်းမဟုတ်ဘူးသူရေးထားတာလေးကလည်းစိတ်ဝင်စားစရာကောင်းတယ်နော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ပတ်စံတစ်ပြားနဲ့ရှမ်းသာလာမှာမဟုတ်ဘူးပတ်စံတစ်ပြားရှိအောင်လည်းကျွန်တော်တို့ရှမ်းသာနေပြီဆိုပြီးတော့ရှိမှာမဟုတ်ဒီလိုပဲပေါ့နော်စာတစ်မျက်နှာနှစ်မျက်နှာဖတ်တယ်ပေါ့တနေ့ကိုငါအရန်တိုးတက်သွားပြီမဖြစ်နိုင်ဘူးဒါနောက်တစ်ခုကလည်းတနေ့ကို9မိနစ်တော့တရားထိုင်ငါအရန်တိုးတက်သွားပြီပေါ့ငါကိုသိလာပြီပို့ပြီးတော့မဖြစ်နိုင်ဘူးဒါပေမဲ့ဘာဖြစ်လဲဆိုတော့နေ့တိုင်းပေါ့နော်ပုံမှန်လေးတစ်ဆင့်ပြီးတစ်ဆင့်တိုင်နဲ့လောက်သွားရင်ဒါနောက်တစ်ချိန်မှာပေါ့နော်ဟိုမှာတရက်တစ်ပတ်တစ်လတစ်နှစ်10နှစ်ဗျာကျွန်တော်တို့ဆက်လုပ်သွားမယ်ဆိုရင်ဘာဖြစ်လာလဲဆိုတော့ဒါ compounding effect လို့ခေါ်ပေါ့နော်အဲ့လိုမျိုးစင်ပြီးစင်တက်ရင်နဲ့ကြီးမားမားပြောင်းလဲမှုတွေဖြစ်လာတယ်ပထမဆုံးကတော့စိတ်ညစ်စရာကြီးပဲပေါ့နော်သေးသေးလေးတွေကစားငါဘယ်တော့အောင်မြင်မလဲငါဘယ်ဒါအလုပ်ဖြစ်မှာမဟုတ်လားအလုပ်ဖြစ်မှာဟုတ်လို့လားအဲ့လိုမျိုးပေါ့နော် anxiety တွေ depression တွေဝင်လာတယ်နောက်တစ်ခုကတော့ကျွန်တော် power ပေါ့နော် power ရဲ့ law 23ပေါ့နော် power ရဲ့ law 23မှာဗာရေးထားတယ်ဆိုတော့ Robert Greene ကနေlaw 23က focus your concentrate your forces ပေါ့နော်အဲ့ဒါဘာပြောရလဲ focus ပေါ့နော်အာရုံစိုက်ဖို့လိုတယ်အာရုံစိုက်တယ်ဆိုတာဘာလဲဆိုကျွန်တော်တို့ကအာရုံပြန့်လွင့်ခြင်းတွေဖြစ်တယ်ကျွန်တော်တို့ social media မှာပေါ့ဗျာကျွန်တော်တို့brain rot ပေါ့နော် brain rot content ရှောက်ကြည့်နေရတော့အချိန်ကုန်ပြီးတော့ဘာမှလည်းမဟုတ်ပေါ့နော်ကျမ်းမာရေးဘက်ကနေကြည့်နေထိကြိုက်တယ်စိတ်ပိုင်းဆိုင်ရာအတွက်လည်းဘက်ကနေကြည့်နေထိကြိုက်တယ်ပေါ့နော်ဒါအကောင်းကျိုးဆိုတာမရှိသလောက်ပဲလုံးဝမရှိဘူးပြောတာမဟုတ်ဘူးရှိတယ်ရှိတဲ့လောက်ရှိတယ်ဒါပေမဲ့စက်တိုက်အဲ့လိုမျိုးလုပ်ပြီးတော့လေကျွန်တော်တို့ comfort zone ထဲရောက်သွား comfort zone ထဲရောက်သွားရင်ဘာဖြစ်လဲဆိုတော့တခုခုအပြောင်းလဲပေါ့နော်ပြောင်းလဲအပြောင်းလဲတယ်လုံးမှဖြစ်တော့မယ်ဆိုရင်ဒါမလုပ်နိုင်တော့ဘူးချက်ချင်းထားမလုပ်နိုင်တော့ဘူးကျွန်တော်တို့ကအာရုံထဲမှာပဲတွေးရောaction မရှိတော့ဘူးအဲ့တော့အချိန်ကြီးသာကုန်သွားတယ်ပေါ့နော်ဘာမှလည်းဖြစ်မြောက်မှဖြစ်လာမှာမဟုတ်ဘူးအဲ့တော့ concentrate your forces ဆိုတာလည်းအာရုံစိုက်တာပဲကျွန်တော်တို့ကနေ့စဉ်နဲ့အမျှပေါ့နော်ကိုကဘယ်ကိုသွားမှာလဲအဲ့ဒီပုံမှာကျွန်တော်တို့အိမ်မက်ကပါလဲကျွန်တော်တို့ရဲ့ character ကျွန်တော်တို့တိဆောက်ခြင်းတဲ့ character ကပါလဲအဲ့ဒါကတိဆောက်ယူရတာပေါ့နော်ဖြည်းဖြည်းချင်းသေးသေးလေးက foundation ကနေစပြီးဖြည်းဖြည်းချင်းတိဆောက်ယူရတာအဲ့ဒီပုံမှာလဲကျွန်တော်တို့ကအာရုံပြန့်လွင့်နေလို့မရဘူး distractions လို့ခေါ်တယ်ပေါ့နော်
distraction တွေများပြီးတော့ကျွန်တော် noise ပေါ့နော် noise တွေများရင် focus ကနည်းသွားအဲ့လိုမျိုးဆိုရင်လည်းဒါအလုပ်မဖြစ်နိုင်ဘူးပေါ့နော်အဲ့တော့ဒီနေ့ဒီဗီဒီယိုရိုက်တယ်ပေါ့နော်ဒါကလည်းကျွန်တော်တင်ချင်းမှလည်းတင်ပါပေါ့တင်ဖြစ်လည်းကြည့်ချင်မှကြည့်မှာဗျာဘယ်သူမှကျွန်တော်ပြောတဲ့ idea ဘယ်သူမှစိတ်ဝင်စားမှာဟုတ်ချင်မှာဟုတ်မှာဒါမဲ့ပေါ့နော်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကကိုယ့်ကိုပြန်ကြည့်လို့ရတယ်ကိုယ့်ကိုလေ့လာသုံးသပ်လို့ရတယ်ဒါ self reflection လို့ခေါ်တယ်ပေါ့နော် self awareness ကိုလည်းတိုးတက်စေတယ်ဒါကိုယ့်ကိုပူသိလာတယ်ကိုကဘယ်လိုလူမျိုးလဲကိုယ့်ကိုမသိဘူးဆိုရင်ပေါ့နော်အခြားလူကိုသိဖို့ဆိုမှဖြစ်နိုင်အောင်ပေါ့နော်အဲကြောင့်ကိုယ့်ကိုအရင်သိအောင်လုပ်ရတယ်ပေါ့နော်ကျွန်တော်တို့ဘုရားဘာသာဘက်ကနေကြည့်ရင်လည်းဒါကိုယ့်ကိုပဲတိဆောက်ရတာပါပဲကိုယ့်ကိုပဲယုံကြည်ပြီးကိုယ့်ကိုကိုးကွယ်ရတာပါပဲကိုယ့်ကိုပဲတိဆောက်အောင်အဲ့တော့ကိုယ့်ကိုသိဖို့ကအရေးကြီးဆုံးလို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ကိုယ့်ကိုသိဖို့ဆိုဘာလုပ်ရမလဲ action ယူရတယ်ပေါ့နော်ဒီဗီဒီယိုရဲ့အဓိကဟိုမြောက်ဒီမြောက်ပေါ့နော်ခေါင်းစဉ်ကတော့မရှိဘူးပေါ့ဒါမဲ့လည်း action ဆိုတဲ့စကားလုံးပေါ့နော်ကျွန်တော်တို့ကတခုလှုပ်ရှင်တယ်ရိုင်းစိတ်ပိုင်းဖြတ်လိုက်ပြီဆိုရင်ဒါလုံးမှဖြစ်တော့မယ်လုံးကိုလောက်ရမယ်အဲ့တော့ဘယ်ကနေစားဘလို့ပဲဖြစ်ဖြစ်ပေါ့နော်အသေးကနေစားအကြီးကနေစားလုံးပေါ့အဲ့တော့ဒီဗီဒီယိုကြည့်ရလို့ရှိရင်လည်းတခုစိတ်ထဲမှာပေါ့နော်ငါကတော့ဒီကိုသွားခြင်းဟိုကိုသွားခြင်းနဲ့ဒါလေးလောက်ကြည့်ရှင်လဲဆိုရင်ဘာမှစဉ်းစားမနေပါနော်စားပြီးတော့နေပါလောက်ကြည့်ပေါ့မှားသွားလည်းဘာမှမဖြစ်ဘူးကိုယ်ကနိုင်လည်းဘာမှမဖြစ်ဘူးဘယ်သူမှလာပြီးဆုံးဖြတ်ဝေဖန်နေမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီဆိုရင်လည်းဘယ်သူမှကျွန်တော်ဗီဒီယိုတင်လိုက်လို့ဘယ်သူမှမကြည့်လည်းဘာမှမဖြစ်ဘူးပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်ပြန်ကြည့်လို့ရတယ်ကျွန်တော်ဘာလိုသေးလဲပေါ့နော်ဘာများလိုအပ်နေလဲကျွန်တော်ဘာလုပ်ရမလဲကျွန်တော်ဆက်ပြီးတော့ဘာတွေကြိုးစားရမလဲဒါတွေပို့ပြီးတော့သိလာတယ်အဲ့တော့ဒီနေ့ကတော့လောက်ပါပဲကျေးဇူးတင်